လူကြီးမင်းခုတုံပြူနေတဲ့ဖုန်းလေးကဖက်ချခြင်းမဝင်တော့ဘူးဆိုရင်တော့ဒီနီးလေးနဲ့လိုက်ဆန်းကြည့်လို့ရတယ်အားလုံးပဲမင်္ဂလာပါအပက်တက်ကနေရှင်ပြည်စုံလင်းမှာအခုလက်ရှိဗီဒီယိုထဲမှာပြထားတဲ့လုံလေးကတော့ဒီ Huawei P40 ပေါ့နော် Pro လေးပဲဖြစ်တယ်သူကတုံးနေနဲ့ဖက်ချခြင်းမဝင်တော့တာပေါ့နော်မဝင်လို့ကျွန်တော်တို့ကြီးကိုလာရောက်စစ်ဆေးတာကျွန်တော်တို့ကြီးရောက်တဲ့အချိန်မှာတစ်ချက်စစ်ဆေးကြည့်ရပေါ့နော်အားတွင်းကျကျွန်တော်တို့ထိုးကြည့်ရထိုးကြည့်လိုက်တဲ့အချိန်မှာထဲထဲမှာကြီးတွေပိတ်နေလို့ခံစားရတယ်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်တို့ဒီအားတွင်းပေါက်ထဲမှာရှိတဲ့ကြီးတွေကိုကလင်းနဲ့ပြောင်းတီရှာတန်ရှင်းလုပ်တယ်ပေါ့နော်တန်ရှင်းလုပ်ပြီးတော့ကျွန်တော်နောက်တစ်ချိန်ပြန်ဆန်းကြည့်ရပေါ့နော်ပြန်ဆန်းကြည့်တဲ့အချိန်မှာဒီဖက်ချခြင်းလေးလည်းပြန်ဝင်သွားတယ်ဖုန်းကပုံမှန်တိုင်းလှုပ်သွားတယ်ပေါ့နော်အားလုံးကောင်းသွားတယ်ဒီလုံးလေးရဲ့အဓိကဖြစ်နေတဲ့အကြောင်းရင်းလေးကတော့ဒီအားတွင်းပေါက်ထဲမှာကြီးတွေပိတ်နေရပေါ့နော်အဲ့ကြီးတွေကဒီအားတွင်းကျထိုးတဲ့အချိန်မှာအဆုံးထိမဝင်တာဖြစ်တဲ့အတွက်ဒီဖက်ချခြင်းသွားတဲ့လမ်းကြောင်းတွေမှာလမ်းကြောင်းတွေမမိဘူးဖြစ်နေတာပေါ့နော်မမိတမိဖြစ်နေတာဖြစ်တဲ့အတွက်ဒီဖက်ချခြင်းကကောင်းကောင်းလုံးမလုပ်ဘူးဖြစ်နေတာအဲ့အတွက်ကျွန်တော်တို့ဒီကလင်းလေးလုပ်ပြလိုက်တာအဆင်ပြေသွားရပေါ့နော်ဒါမျိုးလုံးနေဆိုရင်လည်းကျွန်တော်တို့ဒီမှာလာရောက်စစ်ဆေးလို့ရတယ်လာရောက်စစ်ဆေးရတဲ့အတွက်လည်း service ချက်လုံးဝပေးစရာမလိုပါဘူး